အမေရိကန်နဲ့အီရန်ကြားဆယ်စုနှစ်များစွာကြာခဲ့တဲ့တင်းမာမှုတွေဟာအခုတော့တကက်စစ်ပွဲအဖြစ်ပြောင်းလဲလာပါတယ်။အမေရိကန်နဲ့အစ္စရေးပူးပေါင်းပြီး Operation Epic Story ဆိုတဲ့စစ်စင်ရေးနဲ့အီရန်ကိုလေကြောင်းကနေအကြီးအကျယ်တိုက်ခိုက်နေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီစစ်စင်ရေးဟာ၄ဘက်ကနေ၅ဘက်လောက်ထိကြာနိုင်တယ်လို့ပြောထားပါတယ်။ဒါပေမဲ့မိခွန်းကြီးတစ်ခုကတော့ဒီလိုစစ်ပွဲကြီးကိုအမေရိကန်ဘက်ကဘယ်လောက်ကြာဆက်လက်ထောက်ပံ့နိုင်မလဲဆိုတာပါပဲ။အရင်ကတည်းကအမေရိကန်ဟာအရှေ့အလယ်ပိုင်းဒေသမှာပိုက်ဆံအများကြီးတုံးထားပြီးတာပါ။ Brown တက္ကသိုလ်ရဲ့စစ်စရိတ်စစ်တမ်းအရ2023ခုနှစ်အောက်တိုဘာ9ရက်နေ့ကစပြီးအစ္စရေးကိုစစ်ရေးအကူအညီဒေါ်လာ21.8 ဘီလီယံပေးထားပါတယ်။ယီမင်အီရန်နဲ့အခြားစစ်စင်ရေးတွေပါထည့်တွက်ရင်စုစုပေါင်းဒေါ်လာ33ဘီလီယံကျော်ကုန်ကျထားပြီးပါပြီ။လက်ရှိစစ်စင်ရေးမှာတော့အမေရိကန်ဟာလေတပ်၊ရေတပ်၊ဒရုန်းတွေနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေအပါအဝင်စစ်ရေးစနစ်ပေါင်း20ကျော်ကိုတပြိုင်နက်တည်းအသုံးပြုနေပါတယ်။ B2 နဲ့ B1 ကိုပြောက်ပုံကျဲလေယာဉ်တွေ F-35 နဲ့ F-22 တိုက်လေယာဉ်တွေကစပြီး Tomahawk Cruise ဒုံးကျည်တွေ MQ-9 Reaper drone တွေအထိအကုန်အသုံးပြုနေပါတယ်။ခံမှန်းချက်တွေအရစစ်စင်ရေးစတင်တဲ့ပထမ24နာရီအတွင်းမှာတင်အမေရိကန်ဟာဒေါ်လာ989တန်းခန့်သုံးစွဲခဲ့ရပါတယ်။စစ်မတိုက်ခင်လေယာဉ်နဲ့တင်ဘောတွေနေရာချထားတဲ့စစ်အေကတင်ဒေါ်လာ630တန်းလောက်ကုန်ကျထားပြီးပါပြီ။လေယာဉ်တင်ဘောအုပ်စုကြီးတစ်ခုကိုလက်ပတ်ဖို့တင်တရက်ကိုဒေါ်လာ6.5တန်းကုန်ကျပါတယ်။ဒါပေမဲ့စစ်ရေးကျွမ်းကျင်သူတွေကတော့အမေရိကန်အတွက်အကြီးမားဆုံးပြဿနာကပိုက်ဆံမဟုတ်ဘူးလို့ပြောကြပါတယ်။အမေရိကန်ရဲ့ကာကွယ်ရေးဘတ်ဂျက်ကဒေါ်လာ1 ထရီလီယံလောက်ရှိတဲ့အတွက်ငွေကြီးဘက်ကတော့မပြဿနာပါ။အဓိကဆိုရင်စရာကလက်နက်ခဲယမ်းတိုးလုံးမှုပါ။ Patriot နဲ့ SM6 လို့ဒုံးကျည်တွေဟာအလွန်ရှုပ်ထွေးပြီးဈေးကြီးတဲ့လက်နက်တွေထလို့အလွယ်တကူထုတ်လို့မရပါဘူး။ဒါကြောင့်ဒီလိုမျိုးနေစဉ်ရာနဲ့ချီပြီးဒုံးကျည်တွေအသုံးပြုနေရတဲ့စစ်စင်ကြီးအရှင်ကိုတထင်းပတ်အနေငယ်ထပ်ပိုးပြီးဆက်ထိန်ထားဖို့မလွယ်နိုင်ဘူးလို့စစ်ရေးကျွမ်းကျင်သူတွေကတတိပေးထားပါတယ်။အခုချိန်မှာတော့အမေရိကန်ဘက်ကအမြင့်ပြတ်ချီမွေးမယ်လို့ပြောနေသလိုအီလန်ဘက်ကလည်းအစွမ်းကုန်ပြန်လဲတုံ့ပြန်မယ်လို့ဆိုထားပါတယ်။ဒီစစ်ပွဲကြီးရဲ့တက်ရောက်မှုကိုတော့ကမ္ဘာတစ်ဝန်းလုံးကအနည်းနဲ့အများခံစားနေကြပြီဖြစ်ပါတယ်။